ဒီမျိုးသမီးဟာသူ့ရဲ့သားလေးကိုသူစိမ်းယောက်ျားတယောက်ကဓားစာခံလှုပ်ထားတာကိုမြင်လိုက်ရတဲ့အခါအလွန်မင်းထိတ်လန့်သွားခဲ့ပါတယ်။သူမဘာလို့ရမှန်းမသိခင်ပါပဲအဲ့ဒီလူကခလေးရဲ့လက်ပင်ကိုညှစ်တီလေးတန်တိုးတိုးနဲ့ချင်းချောက်လိုက်ပါတယ်။ဒီလိုအခြေအနေမျိုးကတော့ဖြစ်ကိုဖြစ်လာရမှာပါ။ဒီမျိုးသမီးကတခြားသူတွေစီကနေအကူအညီတောင်းဖို့ကြံစည်ခဲ့ပြီးမြဲအဲ့ဒီလူရဲ့နာရွက်နာကနေသွေးတွေထွက်နေလာကိုမြင်လိုက်ရတဲ့အခါမှာတော့ကြောက်စိတ်ကသူမရဲ့အသွေးအလုံးကိုလွှမ်းမိုးသွားခဲ့ပါတယ်။သားလေးရဲ့ဘေးကင်းကြီးအသက်သူမဟာအလျှော့ပေးလိုက်ရပြီးဒီလူဆိုတောင်းဆိုသမျှအကုန်လုံးကိုသဘောတူလိုက်ရပါတော့တယ်။လမ်းမှာသွားနေရင် TV သတင်းထဲမှာလူသက်သမားတယောက်ထောင်ဖောက်ပြေးတဲ့အကြောင်းကြေညာနေလာကိုတတိယသွားပြီးသူမရဲ့စိတ်ထဲမှာကြောက်ရွံ့မှုတွေပြည့်နှက်သွားခဲ့ပါတယ်။သူမဟာအလွန်အမင်းတုံ့လုပ်နေတာကြောင့်ရဲကားသစီးရှိကနေဖျက်မောင်းသွားတာတောင်မှဘာအကူအညီမှမတောင်းရဲခဲ့ပါဘူး။ဒါပေမဲ့အဲ့ဒီလူခိုင်းတဲ့အကြိုင်အိမ်ကိုရောက်သွားတဲ့အခါမှာတော့ Frank ဟာဂိတ်ထင်ထားသလိုသူတို့ရဲ့လွတ်လပ်ခွင့်ကိုကန့်တတ်မထားပဲအိတ်ခမ်းကကလားထိုင်ပေါ်မှာပင်ပန်းမန်းနဲ့ထိုင်နေတာကိုပဲတွေ့လိုက်ရပါတယ်။ကျွန်တော်ဘဝမှာဘယ်သူမှတမင်သက်သက်မနာကျင်စေခဲ့ဘူးပါဘူး။ခင်ဗျားတို့ကိုကူညီရှင်လို့ပါဘာမှလည်းထပ်မတောင်းဆိုပါဘူး။နားနေတဲ့ကျွန်တော်ခြေထောက်ကိုအနားပေးဟိုနာဒီအနေငယ်တော့ခိုးလုံခွင့်ပေးရင်ရပါပြီလို့သူကပြောပါတယ်။သူတို့သားအမိနှစ်ယောက်ရာဇဝေကောင်းကိုလက်ခံထားတယ်ဆိုတဲ့ဆွဲချက်မခံရအောင်သူကကြိုးတစ်ချောင်းယူပြီးဂိတ်ကိုကလားထိုင်ပေါ်မှာဟန်ပြချီထားလိုက်ပါတယ်။ဒါပေမဲ့သူ့ရဲ့လက်လှူရှားမှုတွေကအယံကိုညင်ထားပြီးဂိတ်ကိုနည်းနည်းလေးတောင်မနာချင်းစေးချင်းတဲ့ပုံစံနဲ့အဆက်ဆက်အရာရာဂယုဆိုင်ပေးခဲ့ပါတယ်။သူတို့ကိုခိုးလုံခွင့်ပေးခဲ့အတွက်ကြီးစုဆက်တဲ့အနေနဲ့ Frank ဟာမိဖို့ရှောင်းတဲဝင်ပြီးနေလေစားပြင်ဆင်ပေးခဲ့ပါတယ်။ဂိတ်ရဲ့လက်တွေချီထားလို့မလုံနိုင်တာကြောင့်သူကအစားအစာတွေကိုတေချာမှုတ်ပြီးညင်ညင်သားသားလေးတလုတ်ချင်းခွာကျွေးနေခဲ့ပါတယ်။အပြူအမူတွေအယံကိုရင်ကျေးထိမွေးနေတဲ့အဒီလူကြီးကိုကြည့်ပြီးသူဟာလူသက်သမားတယောက်ဆိုတာကိုဂိတ်ဟာဘလို့မှမယုံနိုင်အောင်ဖြစ်နေရပါတယ်။ဘေးမှာရှိနေတဲ့သားဖြစ်သူကလည်းဒါကိုမြင်ပြီးစိတ်ထဲမှာတန်တရားတွေဖြစ်လာခဲ့ပါတယ်။ဒီလူဟာ TV သတင်းထဲမှာပြောနေတဲ့ရက်ဆက်ကြမ်းကြုတ်တဲ့ပုံစံနဲ့လုံးဝကိုကွဲပြားနေလို့ပါပဲ။ညင်လာတဲ့ခါမှာတော့ Frank ဟာမထွက်ခွာခင်မှာကိတ်ရဲ့ကြိုးတွေကိုဖြေပေးလိုက်ပါတယ်။ဒါပေမဲ့အပြင်မှာရဲကားလေးကမောင်းနေတာတောင်မနာတမ်းရှာဖွေနေကြတော့မို့သူဟာဘေးကင်းကင်းနဲ့ထွက်ပြေးနိုင်မဲ့အချိန်ကိုစုံရင်းဒီမှာပဲဆက်နေဖို့ဆုံးဆက်လိုက်ပါတယ်။နောက်နေ့မနေ့မှာတော့ Frank ဟာစောစောထားပြီးတားမီနေရအတွေ့မနေ့စာပြင်ဆင်ပေးထားပါတယ်။ဒီလိုဂယုစိုက်တတ်တဲ့အဖြူအမှုကြောင့်သူတို့သုံးယောက်ျားကတင်မမှုတွေဟာတိတိတသားရောပါသွားခဲ့ပါတယ်။ဂိတ်ကကြိုးကိုယူပြီးသူ့စီကိုရှောက်သွားတဲ့အခါမှာတော့ Frank ကဒါဒီမလို့တော့ပါဘူး။ရဲတွေလာရင်ကြောက်လွန်းလို့မလို့ရတာပါလို့မေးပြောလိုက်ပါလို့ပြောလိုက်ပါတယ်။သူ့ရဲ့နူးညံ့တဲ့အဖြူအမှုကြောင့်ဂိတ်ဟာစိတ်အေးသွားခဲ့ပြီးအစားအစာကိုမြည်ဆန်းကြည့်လိုက်တဲ့အခါမှာတော့သူမရဲ့မေဝန်းထဲမှာနူးညံ့တဲ့အရေးအယောင်တွေဖြစ်ပြေးသွားခဲ့ပါတယ်။ဒီလိုကြမ်းတမ်းတဲ့ပုံစံရှိတဲ့အမျိုးသားတစ်ယောက်ကဒီလောက်အရာသားရှိတဲ့အစားအစာတွေကိုချက်ပြုတ်နိုင်လိမ့်မယ်လို့သူမှလုံးဝမထင်ထားခဲ့ပါဘူး။သူတို့ကိုလက်ခံထားပေးတဲ့အတွက်ဂျေဆုဆက်တဲ့အနေနဲ့ Frank ဟာအိမ်မှာလိုအပ်တာတွေကိုဝိုင်းကူလုပ်ပေးပါတယ်။ကားက fuse တွေကိုလဲပေးတဲ့စောင်းတွင်းထုံးဟိုထန်းတွေကိုအစင်းသိမ့်ခွဲပေးထားတဲ့အိမ်တွင်းအိမ်ပြင်ကိုလည်းပြောင်းစရာအောင်တန်ရှင်ကြီးလုပ်ပေးပါတယ်။သူဟာ Henry ကိုဘောလုံးကစားနေတောင်တင်ပေးပါသေးတယ်။သူ့ရဲ့စီကန်းကြီးတဲ့လေးတန်းဟာဖာကင်တယောက်ကသားကိုတေးချတင်ပြနေတယ်လို့မျိုးခံစားရစေပါတယ်။ငငယ်ကလေးကဖာကင်မေတာငါမှုတ်ခဲ့တဲ့ Henry အတွက်တော့ဒီချိန်လေးဟာအရန်ကိုတန်ဖိုးရှိနေခဲ့ပါတယ်။ကိတ်ကဓာတ်ကိုကြည့်ပြီးစိတ်ထဲမှာတုန်လှုပ်သွားခဲ့ပါတယ်။ဒီလူဟာစိတ်ရင်းမဆိုးတဲ့လူဖြစ်နိုင်တယ်လို့သူမှတွေးမိသွားပါတယ်။အတူတူနေထိုင်လာတဲ့ဒီရက်ပိုင်ထဲမှာသူတို့သုံးယောက်ရဲ့ဆက်ဆံရေးဟာအရင်လိုအေးဆက်မနေတော့ပါဘူး။ကိတ်က Frank ရဲ့ပေါင်းပြီးကိုတေချာဖားဖေးဖေးနေတဲ့အချိန်မှာ Frank ကလည်းသူမရဲ့ခြေထောက်ကအမာရွတ်အကြောင်းကိုစိုးရင်တကြီးနဲ့မေးမြန်းခဲ့ပါတယ်။ဒါပေမဲ့ဒီလိုနှွေးထွေးနေတဲ့အချိန်လေးမှာပဲရုတ်တရက်တကားခေါက်တန်းကြောင့်ငိမ့်ဆက်မှုတွေပြပြသွားခဲ့ပါတယ်။ Frank ဟာပြီးစားအရာကိတ်ကိုထိန်းချုပ်လိုက်ပြီး Henry ကိုပြတ်သားတဲ့လေးတန်းနဲ့အပြင်ကလူကိုမြန်ပြန်လွတ်ဖို့ခိုင်းလိုက်ပါတယ်။မင်းစိတ်လှုပ်ရှားပြီးတခုခုပြောမိမှာမဟုတ်ဘူးလို့ငါယုံကြည်ပါတယ်လို့သူကဆိုပါတယ်။ Henry တကားဖွင့်လိုက်တဲ့အခါမှာတော့အပြင်မှာရောက်နေတာကဘီအင်ကအိမ်နီးချင်းဖြစ်နေပါတယ်။အိမ်နီးချင်းကသူတို့အတွက်မင်းမွန်တီတွေလာပေးတာဖြစ်ပြီးအနားမှာလူသက်သမားတွေလောက်ထပ်ပြေးနေတဲ့စရာကိုလည်းတတိပေးသွားပါတယ်။ဒါဟာ Frank ကိုတိုင်တန်းဖို့အကောင်းဆုံးအခွင့်အရေးဖြစ်ပေမဲ့လည်း Henry ကတော့နှုတ်ဆက်နေဖို့ပဲလေးချေခဲ့ပါတယ်။သူဟာအကြောင်းပြချက်တစ်ခုဖြစ်ပြီးအိမ်နီးချင်းကိုပြန်လွတ်လိုက်တဲ့အခါမှာပဲ Frank ရဲ့စိတ်တွေရောကျသွားခဲ့ပါတယ်။သူဟာ Henry ရဲ့ယုံကြည်မှုကိုရရှိသွားပြီဆိုတာနားလည်သွားခဲ့ပါတယ်။သူက Henry ကိုဖခင်တယောက်လိုချစ်ခင်တဲ့လေးတန်းနဲ့ချီကျူးလိုက်တဲ့အခါ Henry ရဲ့မျက်နှာပေါ်မှာလည်းအတိအမှတ်ပြုရလို့ပျော်ရွှင်တဲ့အပြုံလေးတွေပေါ်လာခဲ့ပါတယ်။ဘေးကနေကြည့်နေတဲ့မိခင်ဖြစ်သူဟာလည်းဒါကိုငင်းပြီးမချစ်တဲ့တန်ရောစင်တွေစတင်အမြင့်တွေလာခဲ့ပါတယ်။ခုနကကိတ်ကိုဖမ်းထားသလိုလုပ်မိတဲ့အတွက်အာနာတာကိုပြေးဖြောက်ဖို့အိမ်နီးချင်းပေးတဲ့မတ်မွန်တီးတွေနဲ့မတ်မွန်တီးပိုင်လုပ်ဖို့သူကအကြံပေးပါတယ်။မုံလုံးနေရင်းနဲ့မတော်တဆဆုံမိတဲ့မြို့ဝန်းတွေမကြီးရွယ်ပဲထိမိတဲ့ခန္ဓာကိုယ်ချင်းထွေးသွေးမှုတွေကြောင့်ကိတ်ရဲ့ရင်ခုန်တန်းတွေမြန်လာခဲ့ပါတယ်။ဒါပေမဲ့သူမဟာဒီလိုခံစားချက်ကိုငြင်းဆန်မထားပဲရင်ခုန်စိတ်လုံရှားမှုကြောင့်တုံ့ပြန်နေခဲ့ပါတယ်။
ဟန်ရီကတော့သူ့အမေရဲ့စိတ်လှုပ်ရှားနေမှုကိုရိပ်မိနေခဲ့ပါတယ်မမွန်သီးတွေကိုခြေသည့်မုံသားတွေကိုနယ်နေရင်းနဲ့မိဖို့ချောင်းထဲမှာနှွေးထွေးတဲ့အလင်းရောင်တွေနဲ့အတူမမွန်သီးရဲ့ငွေရနံတွေဟာပြန်လွင့်နေခဲ့ပါတယ်သူတို့ရဲ့တန်ရောစင်ဟာတဖြည်းဖြည်းတိုးလာနေခဲ့ပါသည်ဟန်ရီကမန်ထေကနေတဆင့်ဖရန့်ရဲ့လက်တွေကသူ့အမေရဲ့ခါကိုဖြည်းဖြည်းချင်းဖလိုက်တာကိုမြင်လိုက်ရပါတယ်ကိတ်ကလည်းတွဲမထိုးပဲဖရန့်ရဲ့ပခုံးပေါ်ကိုမိချလိုက်ပြီးဒီလိုအေးချမ်းတဲ့အချိန်လေးမှာနစ်မျောနေခဲ့ပါတယ်သူမရဲ့စိတ်ထဲကခံစားချက်တွေဟာတဖြည်းဖြည်းနဲ့ပိုမိုခိုင်မာလာခဲ့ပါတယ်ဒါပေမဲ့ဖရန့်ကဒီညမှာထွက်သွားရတော့မှာပါအဲ့ဒီချိန်မှာပဲကင်းလန်နေတဲ့ရေကားတွေဟာဒီနားကနေထွက်သွားတာကြောင့်ဒါဟာထပြေးဖို့အကောင်းဆုံးအခွင့်အရေးပါတယ်ဒါပေမဲ့သူထွက်သွားတော့မယ့်အချိန်မှာပဲကိကအကြောင်းပြချက်တစ်ခုပဲဒီသူ့ကိုတားထားလိုက်ပါတယ်မနေ့ဖြာမှသွားပါလားမင်းရဲ့အနာချူရိုးလေးတွေချက်အောင်အချိန်နည်းနည်းထပ်ယူပါအောင်လို့သူမကပြောပါတယ်သူတို့ကျွန်တော်ကိုလိုက်ရှာနေလားရက်မှာမဟုတ်ဘူး